အိမ်မောကြနေသောမင်းသမီးတိုးမဟုတ်တာချီလိတ်မြို့ဘေးကထိုင်းနိုင်ငံမဲဆိုင်မြို့မှာရှိတဲ့မိမပြတ်တောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါတုထအိမ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်တာချီလိတ်မြို့ရဲ့မဲဆိုင်ချောင်းတရားပေါ်ကနေတစ်ဖက်ကမ်းထိုင်းနိုင်ငံဘက်ကိုလှမ်းကြည့်လိုက်ရင်မိုးတိတိမ်လွှာတောင်တန်းကြီးတစ်ခုကိုထင်းထင်းရှားရှားမြင်တွေ့ရမှာပါအဲ့ဒီတောင်တန်းကြီးရဲ့ပုံစံကတာမန်တောင်တန်းတွေနဲ့မတူပါဘူးဒေသကြည့်မယ်ဆိုရင်အမျိုးသမီးတစ်ယောက်ပလက်လန်ပြီးအိမ်မောကြနေတဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။စပင်းဖားလျားချက်ထားပြီးတော့ဝမ်းပိုင်မိုးမိုးနဲ့ကိုဝင်ဆောင်အမျိုးသမီးတစ်ယောက်ရဲ့ပုံစံပါ။ဒေသခံတွေကတော့ဒါကိုဒွိုင်းနန်းနွန်းလို့ခေါ်ကြပါတယ်။မြန်မာလူကတော့အိမ်မောကြနေတော့မင်းသမီးတောင်ဖြစ်ပါတယ်။ဒါပေမဲ့မြန်မာလူမျိုးအများစုကတော့မိမပြတ်တောင်လို့အလွယ်ခေါ်ဝေါ်ကြပါတယ်။ဒီတောင်တန်းကြီးရဲ့နောက်ွယ်မှာချစ်ချင်းမြတ်တာသွေးဆက်တွေနဲ့မျက်ရည်တွေရောပြောနေတဲ့ဝမ်းနည်းစရာတန်နာရီပုံပြင်တစ်ပုဒ်ရှိနေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရှေးဟောင်းကျန်းယုံဘရင်နိုင်ငံမှာချုံမလာပါတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်။မင်းသမီးလေးဟာနန်းတွင်းစည်းစိမ်တွေပြည့်စုံပေမဲ့အထီးကျန်ဆန်သူပါ။ဒီနေ့မှာတော့သူမကနန်းတော်ကမြင်းထိန်လေးတစ်ယောက်နဲ့မြစ်တာမျှမိသွားပါတယ်။သူတို့ရဲ့အချစ်ကမတူညီတဲ့ဇက်နှိမ်ဇက်မြင့်ကြောင့်တားမြစ်ထားတဲ့အချစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့မကြခင်မှာပဲမင်းသမီးလေးမှာကိုဝင်လွယ်ထားလိုက်ရပါတယ်။ဒီသတင်းကိုခမဲတော်ဘရင်ကြီးတီးသွားတဲ့အခါမှာအကြီးကျယ်ဒေါသထွက်ပြီးတော့စစ်သူနှစ်ဦးစလုံးကိုဖမ်းဆီးအပြစ်ပေးဖို့အမိန့်ထုတ်လိုက်ပါတယ်။စစ်သူနှစ်ဦးဟာနန်းတော်ကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြပြီးတောတောင်တွေရှုံမြောင်တွေကိုဖျက်ကျော်ပြီးတော့တောင်ဘက်အရက်စီကိုဦးတည်ပြေးခဲ့ကြပါတယ်။သူတို့ဟာတောတောင်တွေကိုဖျက်ပြီးတော့အခုလက်ရှိအမေဆိုင်ဒေသကိုရောက်လာကြပါတယ်။ခရီးပန်းလွန်းနာကြောင့်ကိုဝင်အရင်မှနဲ့မင်းသမီးလေးဟာဆက်မသွားနိုင်တော့ပါဘူး။ဒါကြောင့်ချစ်သူကမင်းသမီးလေးကိုလှိုင်ကူငယ်လေးတစ်ခုထဲမှာနားခိုစေပြီးဒီမှာခဏဆောင်တော့ရေနဲ့စားစရာသွားရှာလိုက်အောင်မေးဆိုပြီးထွက်ခွာသွားပါတယ်။ကန်ဆိုးစွာပဲမြင်းထင်းလေးရေထွက်ရှာတဲ့အချိန်မှာဘရင်ကြီးရဲ့စစ်သည်တွေနဲ့ပတ်ပင်းတိုးပြီးအသက်ခံလိုက်ရပါတယ်။ကူထဲမှာစောင့်နေတဲ့မင်းသမီးလေးဟာချစ်သူပြန်မလာလို့ထွက်ကြည့်တဲ့အခါသူ့ရဲ့နေလဲကျနေတဲ့ချစ်သူရဲ့အလောင်းကိုမြင်ပြီးတော့ရင်ခွဲပလက်ဖြစ်သွားရှာပါတယ်။မျော်လင့်ချက်ကုံဆုံးသွားတဲ့မင်းသမီးလေးဟာငါတို့ရဲ့အချစ်ကိုဒီတောင်တန်းကြီးတက်တည်ပြူပါစေလို့တိုင်တီးပြီးတော့ခေါင်းမှာထိုးထားတဲ့စရိုးနဲ့သူမရဲ့ဝမ်းပိုက်ကိုထိုးဆိုင်ကကုတ်ကိုအဆုံးစီရင်လိုက်ပါတယ်။မင်းသမီးလေးတည်ဆုံးပြီးတဲ့အခါမှာသူမရဲ့ခန္ဓာကိုယ်ဟာကြီးမားတဲ့တောင်တန်းကြီးအဖြစ်ပြောင်းလဲသွားတယ်လို့ဆိုကြပါတယ်။သူမရဲ့ခန္ဓာကိုယ်ကတောင်တန်းကြီးဖြစ်သွားတယ်။သူမရဲ့သပင်တွေကတောင်ပေါ်ကတစ်ပင်တွေဖြစ်သွားတယ်။သူမရဲ့ဝမ်းပိုက်ကတော့ဒွိုင်တုံလို့ခေါ်တဲ့အမြင့်ဆုံးတောင်ထိပ်ဘူးဖြစ်သွားတယ်။သူမရဲ့သွေးတွေကတော့တောင်အောက်ကစီးစင်းနေတဲ့ရေစီးကြောင်းတွေဖြစ်လာပါတယ်။ဒီတန်နာရီကိုပို့ပြီးတော့ခိုင်မာစေခဲ့ရာက2018ခုနှစ်ကကဘာကျော်ခဲ့တဲ့တောဝက်အသင်းသား73ယောက်ကူပိတ်မိတဲ့ဖြစ်စဉ်မှာပဲနောက်ဆုံးမှာတော့ထိုင်းနိုင်ငံနဲ့ရှမ်းပြည်နယ်ဘက်မှာထင်ရှားတဲ့မိုင်းဖုံးစီယာတော်ကိုယ်တိုင်ကူဝါကိုကြွရောက်ပြီးတော့မင်းသမီးလေးရဲ့ဝိညာဉ်ကျွတ်လွတ်ဖို့မြစ်တာဖို့ဆူတောင်းပေးပြီးမှကလေးတွေကိုပြန်ရှာတွေ့ခဲ့ရပါချုပ်ရရင်တော့တာချီလေးဘက်ကလှမ်းကြည့်လိုက်ရင်မြင်နေရတဲ့အိမ်မောကြနေတဲ့တောင်တန်းကြီးဟာတာမန်တောင်တလုံးမဟုတ်ပါဘူးချစ်ချင်းမြတ်တာအတွက်အသက်ပေးခဲ့ရတဲ့မင်းသမီးလေးတစ်ပါးဒီနေရာမှာရှိခဲ့ဘူးလေဆိုတာကိုတိတ်တဆိတ်သက်သေပြနေရဲ့အချစ်တင်ကြီးသားတစ်ခုဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်